ဥပမာဆိုရင်ဒီလိုပေါ့ဒီဇက်ကိုဒီလိုဆိုရင်ပြုတ်ကျသွားတာပေါ့အဲ့ဒါဆိုရင်အောက်ကိုကျအဲ့လိုကျသွားတဲ့ဥစ္စာတွေကသူကကမ္ဘာဆွဲအားကြောင့်ကျတာဖြစ်တဲ့အတွက်အပေါ်ပြန်တင်မှုအတွက်ကအချိန်တစ်ခုလိုတယ်တစ်ခုဆွဲတင်ပေးတဲ့ဟာမျိုးလိုတယ်ဒေါက်တာဝေပါတွဲကျနေတာကိုအိမ်မှာတင်ပင့်တင်လို့ရမလားဆိုတဲ့မေးခွန်းကိုကျွန်တော်ဖြေပေးပါမယ်အဲ့တော့တကယ်တမ်းကျတော့ကျွန်တော်တို့ဟိုပါပေါ့နော်ကမ္ဘာပေါ်မှာရှိတဲ့လူတွေအားလုံးကကမ္ဘာဆွဲအားဆိုတာရှိတယ်ကမ္ဘာဆွဲအားတွေကအောက်ကိုပဲဆွဲတာဥပမာဆိုရင်ဒီလိုပေါ့ဒီဇက်ကိုဒီလိုဆိုရင်ပြုတ်ကျသွားတာပေါ့အဲ့ဒါဆိုရင်အောက်ကိုကျအဲ့လိုကျသွားတဲ့ဥစ္စာတွေကသူကကမ္ဘာဆွဲအားကြောင့်ကျတာဖြစ်တဲ့အတွက်အပေါ်ပြန်တင်မှုအတွက်ကအချိန်တစ်ခုလိုတယ်တစ်ခုဆွဲတင်ပေးတဲ့ဟာမျိုးလိုတယ်ဥပမာဆိုရင်ကျွန်တော်တို့ဒီပြုတ်ကျမဲ့ဥစ္စာကိုကျွန်တော်တို့ကဒီလက်နဲ့ကင်ထားရဲဆိုတာဒါဆွဲတင်ထားတဲ့သဘောပေါ့အဲ့တော့တကယ်တမ်းကျတော့ကျွန်တော်တို့အရေးပြားဆိုတာဟိုတွဲကျနေတာကိုပင့်တင်လို့ရမလားဆိုတာမျက်နှာပေါ်မှာရှိနေတဲ့ဟိုရောကျနေတဲ့အရေးပြားတွေကိုပင့်တင်နေဆိုလိုတာမျိုးတော့ကျွန်တော်ယူဆတယ်အဲ့ဒါလိုမျိုးဆိုရင်ကျွန်တော်တို့အနေနဲ့ကကြတော့ခန္ဓာကိုယ်မှာရှိနေတဲ့မျက်နှာမှာရှိနေတဲ့ကြွက်သားတွေကအရေးပြားမှာရှိနေတဲ့ဟိုဘယ်လိုပြောမလဲတန်ရှင်လို့ခေါ်တဲ့ဟိုကျုံနိုင်ဆက်နိုင်တဲ့အားတွေကိုသူကဆွဲတင်ထားပေးဖို့လိုအပ်တယ်အဲ့လိုမျိုးဟိုအတွက်ပြုလုပ်မယ်ဆိုရင်တော့စေကမ်းမှာဆိုရင်လုံနိုင်တဲ့ဟို treatment တွေအများကြီးရှိရယ်နည်းလမ်းတွေအများကြီးရှိရယ်ဒါပေမဲ့အခုမေးခွန်းကတော့အိမ်မှာပင့်တင်လို့ရလားလို့မေးတာဖြစ်တဲ့အတွက်ရတယ်ဥပမာဆိုရင်ကျွန်တော်တို့ဒီလိုဆက်ကလေးပေါ့ EMS ဆက်ပေါ့နော်အဲ့တော့ဒီကောင်လေးကဘာအတွက်ကောင်းတာလဲဆိုရင်ကျွန်တော်တို့ကဟိုပေါ့ဟို electromagnetic stimulation လို့ခေါ်တယ်သူကအဓိကဘာအတွက်ကောင်းလဲဆိုရင်ဥပမာပြောမယ်ဆိုရင်ကျွန်တော်တို့ဟိုပေါ့နော်ဟိုဂျင်စော့ရင်ကြွက်သားတွေကောင်းတယ်ကြွက်သားတွေကောင်းတယ်ခုနကပြောဆိုမျက်နှာကြွက်သားတွေအရန်ကြီးကောင်းနေတယ်ဆိုရင်ဆွဲတင်ထားသလိုဖြစ်တယ်ဆိုတဲ့အတွက်မျက်နှာမှာရှိတဲ့ကြွက်သားတွေကိုအလုံးလုံးစေတဲ့ဆက်လို့မျိုးပေါ့တကယ်တမ်းကျတော့လေ့ကျင့်ခန်းလုပ်ရမှာကြွက်သားတွေတန်လာဖို့အတွက်လေ့ကျင့်ခန်းလုပ်ရမယ်ဒါပေမဲ့လေ့ကျင့်ခန်းမလုပ်ချင်တဲ့ငပြင်းတွေအတွက်ကဒီလိုမျိုးဆက်ကလေးနဲ့သွားရဲဆိုရင်အရန်ကြီးအဆင်ပြေတယ်လို့ပြောလို့ရတယ်ကဲအဲ့တော့ဒီဆက်ကလေးကိုကြည့်မယ်ဆိုရင်ဒီမှာကြည့်ဒီမှာဆိုရင်ဟိုပါဗောနော်သူကဆက်ကသူကရိုးရိုးမဆားရှယ်ပြီးရင်နောက်တစ်ခုကကြတော့ EMS ပါတဲ့ဥစ္စာအဲ့တော့ EMS ပါတယ်ဆိုရင်သူက micro current လို့ခေါ်တဲ့လျှက်စစ်စီးချောင်းလိုဟာမျိုးလေးတွေသွားနေတယ်ဒီလိုမျိုးလေးတွေပေါ့မျက်နှာကိုဒီမှာဟိုကျွန်တော်တို့လေဖုန်းလေးကိုင် Facebook ကလေးပို့ရင်းနဲ့ဒီလိုလေးလုပ်နေလို့ရတယ်။ easy ပဲ၊စိန်ပဲ။เนาะအဲ့တော့အဲ့ဒါတွေကဘာတွေကောင်းလဲဆိုရင်ဒီ electromagnetic stimulation ကဟိုကြွက်သားတွေရဲ့သူ့ရဲ့လှုပ်ရှားမှုကိုပိုကောင်းစေပြီးတော့ကြွက်သားတွေကနေပြီးတော့ပြန်ပြီးတော့ခုနကကျွန်တော်ပြောတဲ့ကမ္ဘာဆွဲအားကိုဆန့်ကျင်ပြီးပြန်ဆွဲတင်တဲ့ဟာမျိုးဖြစ်တယ်။ပြီးရင်နောက်ကောင်းတဲ့တစ်ချက်ကဘာလဲဆိုတော့ဟိုမျက်နှာမှာရှိနေတဲ့သွေးလည်ပတ်မှုတွေအရန်ကောင်းလာတာဖြစ်တဲ့အတွက်ဒီဒီ micro current ပါတဲ့ဟာတွေကသူကမျက်နှာရဲ့ဟိုပါပေါ့နော် instant glowing လို့ခေါ်တဲ့ဟိုကြည်လင်လာစေတယ်ပေါ့ချက်ချင်းကြီးကြည်လင်လာတဲ့ဟာမျိုးဖြစ်စေတယ်ပြီးတော့နောက်တစ်ခုကကြတော့ tightening effect ရတယ်ဒီကောင်ကကြတော့ low medium high ပေါ့နော်ကြုံလုံးလေးပြောပြလိုက်တာအနှိမ့်ဆုံးရဲ့အလယ်အလတ်ရဲ့အမြင့်ဆုံးရဲ့အဲ့လိုမျိုးလေးရတယ်ပြီးတော့နောက်တစ်ခုကအဲ့ micro current ကြောင့်အရေပြားမှာရှိနေတဲ့ collagen တွေကိုလှုံ့ဆော်ပေးတာဖြစ်တဲ့အတွက်အရေပြားတွေတင်းရင်းမှုကိုလည်းသူကပို့ပြီးတော့ကောင်းစေတယ်နော်အဲ့တော့ဒါလေးကိုအရင်ပေးလိုက်မယ်အဲ့တော့တကယ်တမ်းကျတော့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်တော့စေကမ်းမှာဟို treatment လုပ်တယ်ဆိုတဲ့ဥစ္စာတွေကိုပုံမှန်လေးလုပ်ပြီးသွားရင်ဟိုဒီလိုမျိုး home use EMS machine လေးတွေကိုဟိုမျက်နှာမှာရှိနေတဲ့ကြွက်သားလေးတွေရဲ့သွေးလည်ပတ်မှုကောင်းစေဖို့အတွက်ကိုတစ်ပတ်ကို2ကြိမ်လောက်လုပ်တယ်ဆိုရင်တော့မျက်နှာတင်းရင်မှုအတွက်ကအရန်ကြီးအဆင်ပြေလာမယ်လို့ယူဆတယ်အဲ့တော့နောက်တစ်မျိုးရှိသေးလားဆိုရင်နောက်ဟို home use device တွေထဲမှာ RF တို့ဘာလို့ပါတဲ့ဥစ္စာမျိုးလေးတွေလည်းသူကဟိုမျက်နှာတင်းရင်ဖို့ကြစ်လစ်ဖို့အတွက်ကောင်းတယ်ကျွန်တော်ဒီဗီဒီယိုထဲမှာတော့ electromagnetic stimulation လို့ခေါ်တဲ့ဒီဟို GMG မောကနေပြီးတော့ကဏ္ဍဆက်ကလေးအကြောင်းပဲကျွန်တော်ပြောလိုက်ပါတယ်ကျေးဇူးတင်ပါတယ်